ပရိသတ်များလုံးပဲမင်္ဂလာပါရှင် Health for All အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်ရဲ့အစီအစဉ်မှာတော့တဘာဝနီလန်းတွေကိုအသုံးပြုပြီးအသားဖြူအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပါအသားဖြူအောင်တဘာဝနီလန်းနဲ့လုပ်လို့ရတယ်ဆိုရင်ရောရုံနိုင်ရဲ့လားအသားဖြူအောင်တဘာဝနီလန်းနဲ့ဘယ်လိုလုပ်မလဲဆိုတာကိုဒီအစီအစဉ်လေးမှာဆက်ပြီးတော့ပြပေးသွားမှာပါငွေကလေးကမဖြူပေမဲ့ပုံမှန်ထပ်ပို့ပြီးတော့အသားဖြူလာဖို့တော့ဖြစ်နိုင်ပါတယ်ဘယ်လိုနီလန်းတွေလဲဆိုတာစောင့်ရန်ရှောင်ရန်လေးတွေကိုလေ့လာကြည့်လိုက်ရအောင်ပါဖြူဝင်းတဲ့အသားရည်ကိုရဖို့အရေးကြီးဆုံးအချက်တစ်ချက်ကတော့နေရောင်ခြည်နဲ့မြများထိတွေ့မှုကိုရှောင်ပါဘယ်လိုပဲအသားဖြူဈေးတွေကိုသုံးပါစေအသားရည်ကိုခရမ်းလွန်ရောင်ခြည်တွေနဲ့ထိတွေ့လိုက်မိပြီဆိုတာနဲ့အသားမဲသွားစေတဲ့ရောင်ချယ်ပစ္စည်းတွေထုတ်လုပ်မှုကတိုးပွားလာစေတော့တာပါပဲအကောင်းဆုံးနီလန်းကတော့နေရောင်ထဲကိုထွက်တာနေလောင်ခရင်ကိုလိမ့်ပါအုတ်ထုတ်ဆောင်ပြီးတော့လက်ရှိအင်ဂျီတွေကိုဝတ်ပါနေရောင်အောက်မှာလမ်းလျှောက်မယ်ဆိုရင်လည်းနေကမျက်မှန်ကိုမမေ့ပါနဲ့တဘာဝအသားဖြူစက်ပြောင်တွေကိုသုံးမယ်ဆိုရင်အသားရည်ပေါ်မှာရှိတဲ့ cells အလွှာတွေကိုဖယ်ရှားဖို့အတွက်ခြေချွတ်ဖို့ကိုလည်းမမေ့ပါနဲ့ဖုံတွေဖက်တီရီယာတွေနဲ့အဆီတွေကိုဖယ်ရှားဖို့နေဘက်မှာမျက်နှာပုံမှန်တစ်ပင်ကြည့်ပါအသားရည်ဂျေးချွတ်ဖို့အတွက်ဈေးကွက်ထဲမှာအကောင်းဆုံးဆိုတဲ့ဂျေးချွတ်ပစ္စည်းတွေရှိပါတယ်ဒါမှမဟုတ်လေအိမ်မှာပဲတကြားနဲ့ဂျေးချွတ်ကြည့်လို့ရပါတယ်ဂျေးချွတ်ပြီးရင်တော့အဆိုဓာတ်ထိန်စေးကိုလိမ့်ပါအသား၆တဲ့သူတွေကတော့လှပတဲ့အသားရည်ရအောင် Vaseline အနည်းငယ်သုံးပေးနိုင်ပါတယ်နောက်ပြီးတော့petroleum jelly ကလည်းကြမ်းတက်တဲ့ပတ်ဝန်းကျင်အခြေအနေကနေအသားရည်ကိုကောက်ွယ်ပေးဖို့မရှိမဖြစ်ပါပဲဒါကအရေးပြားပျက်စီးခြင်းဥပမာတင်းတိတ်မှဲ့ကြောက်တွေအဆက်ပြောက်တွေနဲ့အရေးကြောင်းတွေကိုကောက်ွယ်ကုသတဲ့နေရာမှာလည်းသုံးဝင်ပါတယ်တင်တာကျမကြီးနဲ့ညညအောင်မစားဘူးဆိုရင်အကောင်းဆုံးအသားဖြူစေဆိုတာတွေကိုတောက်သုံးတာကလည်းအသုံးမဝင်လှပါဘူးရေကုန်လုံလောက်စွာတောက်ပေးပါညတအောင်စားပါစားရတဲ့မှာဓာတ်တိုးစန့်ကျင်ဂုံတက်တီတွေပါဝင်တဲ့စပစ်စီနဲ့ငါးကြီးစီတွေကိုစားသုံးမှာငါးကြီးစီမှာပါတဲ့ Omega 3 ဟာသပင်အရေပြားနဲ့လက်သေးတွေတောက်ပနေဖို့မရှိမဖြစ်လိုအပ်ပါတယ်ခန္ဓာကိုယ်ကိုဗီတာမင် A ဗီတာမင် C ဗီတာမင် E စတာတွေကိုဖြည့်ဆည်းပေးနိုင်တာကြောင့်တတိဝလံတွေကိုအလေးထားပြီးတော့စားသုံးပေးဖို့လိုပါတယ်သူတို့တွေက collagen နဲ့ကျုံးဆက်နိုင်တဲ့အမြင်တွေဖွဲ့စည်းမှုကိုအားပေးတာကြောင့်အသားရည်ကိုချုံးမွေပြီးတော့နူးညံ့စေပါတယ်။ရေကတော့အဆိပ်တွေကိုဖယ်ရှားတန့်စင်ပေးနိုင်တာကြောင့်ခန္ဓာကိုယ်အတွက်မရှိမဖြစ်ပါပဲ။လုံလောက်တဲ့ရေပမာဏကိုတောက်သုံးပေးတာကခန္ဓာကိုယ်ကိုရေဓာတ်ပြည့်စေပြီးတော့နူးညံ့လှပတဲ့အသားရည်ကိုရစေနိုင်ပါတယ်။စလိတ်တောက်ခြင်းနဲ့ဆေးသုံးဆွဲခြင်းတွေကအသားရည်ကိုအိုမင်းရင်းရော်စေုံသာမကပဲနဲ့ခြောက်သွေ့စေပြီးတော့အရေးကြောင်းတွေကိုဖြစ်စေပါတယ်။အကောင်းဆုံးနဲ့ထိရောက်မှုအရှိဆုံးကတော့အသားဖြူခရင်တွေသုံးဆွဲပြီးတော့စလိတ်တောက်တာကိုမရက်ရင်တော့ရလက်ကထူးခြားလာမှာမဟုတ်ပါဘူးဆက်လိုက်ဖြတ်လိုက်ခြင်းကလည်းအသားဖြူလာစေဖို့ကိုအကောင်းဆုံးလှုပ်ရှားမှုပါပဲပို့ပြီးတော့အသားဖြူအောင်ကူညီပေးနိုင်တဲ့တဘာဝအိမ်တွင်းသုံးနည်းလမ်းတွေဒိန်ကျင်တို့ထပ်ပစ္စည်းဖြစ်တဲ့ဒိန်ကျင်မှာအသားရည်အတွက်ကောင်းမွန်တဲ့အာဟာရတွေကများစွာပါဝင်ပါတယ်သူမှာကအယောင်ချွတ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ lactic acid ကလည်းပါဝင်ပါသေးတယ်အခုပြောသွားမယ့်နီလန်းတွေဟာအသားရည်အမျိုးအစားအလုံးအတွက်တင်လျော်ပါတယ်။ဘာမှမရောထားတဲ့ဒိန်ကျင်ကိုအသားရည်ပေါ်မှာနူးညံ့စွာနဲ့ပုတ်တိုက်ပေးပါ။မိနစ်အနည်းငယ်ခန့်ထားပြီးတော့ချက်သီးနှွေးရည်နဲ့ဆေးကြောလိုက်ပါ။နေ့စဉ်ရက်သက်ပတ်ပေါင်းများစွာကိုလှုပ်လိုက်ရင်အသားရည်ရဲ့တိတာတွေပြောင်းလဲမှုတွေကိုမြင်တွေ့လာရမှာပါ။လက်ဆက်တဲ့ဒိန်ကျင်စပွဲစွန်းဇွန်းတစွန်းနဲ့ပြားရည်စပွဲတင်စွန်းတဝက်ကိုလျှော့ပါ။ရလာတဲ့အရောကိုမျက်နှာနဲ့လေပင်ကိုလိမ့်ပါ10မိနစ်ကနေ15မိနစ်ထိထားပြီးတော့ရေဆေးချလိုက်ပါ။ဒါကိုနေ့စဉ်လုပ်ပေးခြင်းကအသားအရောင်နဲ့အသားရည်ကိုပုံမကောင်းမွန်လာစေပါတယ်။ဒိန်ကျင်တွေကိုတံမယာရီအနှဲငယ်နဲ့အုတ်ချုံကိုရောပြီးတော့အနှစ်ရအောင်လုပ်ပါ။မျက်နှာပေါ်မှာလည်းမျက်နှာဖုံးအနေနဲ့လိမ့်ပေးပါ။ဒီနီလန်းကလည်းတင်းရဲ့အသားရည်ကိုပြောင်းလဲစေနိုင်ပြီးတော့အဆိုတက်ကိုလည်းဖြည့်ဆည်းပေးနိုင်ပါတယ်။လိမ္မော်သည်အသားရည်ထိန်းသိမ်းခြင်းအတွက်အရေးအကြီးဆုံးပစ္စည်းကတော့ဗီတာမင် C ပါပဲဒါကိုတော့လိမ္မော်သီးတွေမှာလူရာထက်တောင်ပို့ပြီးတော့တွေ့ရပါတယ်ဒါအပြင်လိမ္မော်သီးမှာကအယောင်ချွတ်ပေးနိုင်တဲ့စွမ်းရည်ရှိတာကြောင့်အသားကိုလည်းပို့ပြီးတော့ဖြူလာစေမှာပါလိမ္မော်ရည်စပွဲစွန်းနှစ်စွန်းနဲ့နွေးမော်အနှဲငယ်ကိုရောပြီးတော့အနှစ်ပြုလုပ်ပါရလာတဲ့အနှစ်ကိုအိယာမဝင်ခင်မှာမျက်နှာနဲ့လေပင်ကိုလိမ့်ပေးပါလက်တွေနဲ့ခြေထောက်တွေကိုလိမ့်ပေးလို့လည်းရပါတယ်နောက်တစ်နေ့မနက်မှာတော့ရေဆေးချလိုက်ပါဒါကိုလည်းနေ့စဉ်လုပ်ပေးလို့ရပါတယ်လိမ္မော်ကုန်တွေကိုအမှုတ်ရတဲ့ထိကြိတ်ပါရလာတဲ့အမှုန့်နဲ့ဒိန်ကျင်စပွဲစွန်းတစုံစီကိုရောပြီးတော့အနှစ်ရအောင်လုပ်ပါအနှစ်ကိုအသားပေါ်မှာလိမ့်ပြီးတော့15မိနစ်ကနေမိနစ်20အထိထားပါရေးဆေးချပါဒါကအဆက်ပြောက်တွေနဲ့မျက်နှာပေါ်မှာရှိတဲ့အမှတ်တွေကိုမှိမ့်မိန်သွားစေပါတယ်တပတ်ကိုတစ်ချိန်ကနေ2ချိန်ခန့်အထိလုပ်ပေးနိုင်ပြီးတော့ဒီထက်တော့ပိုပြီးတော့မလုပ်ပါနဲ့ပြားရည်ဟာအသားရည်ကိုအယောင်ချွတ်ပေးနိုင်တာအပြင်အစိုးတက်လည်းဖြည့်ပေးပါသေးတယ်မငင်ညာတဲ့အသားရောင်ရှိခြင်းအကြောင်းရင်းနဲ့မှာတော့အသားချောက်ခြင်းကအဖြစ်များဆုံးအကြောင်းရင်းပါပဲပြားရည်
တွေမှာဘက်တီးရီးယားသေစေနိုင်တဲ့အစွမ်းလေးရှိပြီးတော့ဒါကအသက်အရွယ်ကြောင့်ဖြစ်တဲ့အဆက်ပြောက်တွေနဲ့ဝက်ချံအမာရွက်တွေကိုလွင့်ပါသွားစေနိုင်ပါတယ်။တက်စင်တဲ့ပြားရည်ကိုမျက်နှာပေါ်လိမ့်ပြီးတော့မိနစ်အနည်းငယ်လောက်ထားပြီးစက်သိန်းလေးရည်နဲ့ဆေးချလိုက်ပါ။ဒီလိုရိုးရှင်းတဲ့နီလန်းလေးက cells theory ကိုဖယ်ရှားပေးပြီးတော့အသားရည်ကိုပုံမှုတောက်ပလန်းဆန်းလာအောင်လုပ်ပေးနိုင်ပါတယ်။တရက်တစ်ကြိမ်လုပ်ပါအသားပြုတ်စေတဲ့မျက်နှာပေါင်းတဲ့ကတ်ခွာ max လုပ်ဖို့ပြားရည်နဲ့တံပြားရည်လက်ဖက်ရည်စွန်းတစ်စုံစီနှုတ်မုတ်စပွဲစုံတစ်စုံဘာဒန်စီလက်ဖက်ရည်စွန်းတစ်ဝက်စတာတွေကိုရောလိုက်ပါတမအောင်မှွေပြီးတော့အသားပေါ်မှာညှင်သာစွာလိမ့်ပေးပါ10မိနစ်ကနေ15မိနစ်ထိထားပြီးတော့ရေအေးနဲ့စေပါနေ့တိုင်းလုပ်ပါတံမြာသီးရဲ့ acid ဂုဏ်သတ္တိဟာအသားရည်အတွက်တဘာဝအယောင်ချေးချွတ်စေအနေနဲ့အသုံးဝင်ပြီးတော့ဗီတာမင် C မြောက်များစွာပါဝင်တာကလည်းဆဲလ်ကြီးထွားမှုကိုအားပေးပါတယ်ဒါ့အပြင်တံမြာသီးမှာဓာတ်တိုးဆန့်ကျင်အာနိသင်တွေပါဝင်တာကလည်းအသားရည်အတွက်အလွန်ကိုမှကောင်းမွန်ပါတယ်ဂုဏ်လုံးလေးကိုလက်လက်ဆက်ဆက်ညှစ်ယူထားတဲ့တံမြာရည်ထဲထည့်ပြီးတော့မျက်နှာပေါ်မှာဓာတ်ရိုက်လိမ့်လို့ရပါတယ်လှေးထားတဲ့တံမြာချမ်းကိုတောင်မှမျက်နှာပေါ်ဓာတ်ရိုက်ပုတ်တိုက်ပေးလို့ရနိုင်ပြီးတော့အရည်တွေအသားပေါ်မှာတင်ကျန်နေခဲ့ပါစေဒါကိုအနည်းဆုံးတစ်နာရီလောက်ထားပြီးတော့မျက်နှာကိုရှင်းနေစေပါတစ်နေ့တစ်ချိန်လုပ်လို့ရပါတယ်ဒီရိုးရှင်းတဲ့နီလန်းကလည်းအသားရည်ကိုဖြိုဝဲလာစေပြီးတော့မျက်နှာပေါ်မှာအမာရွတ်ထင်ခြင်းကိုလည်းကောက်ွယ်ပေးနိုင်ပါသေးတယ်တံမြာရည်လက်ဖက်ရည်စွန်း3စွန်းနဲ့နနွေးမဟုတ်သို့မဟုတ်ခရမ်းချင်သီးရည်လက်ဖက်ရည်စွန်းတစ်စွန်းကိုရောပြီးတော့အနှစ်လောက်ပါရလိုက်အနှစ်ကိုလိမ့်ပြီးတော့တနားခွဲခန့်ထားပါရင်းနဲ့ဈေးလိုက်ပါဒါကိုလည်းတစ်နေ့တစ်ချိန်လုပ်ပေးပါတခွားသီးဟာကောလာဂျင်တွေကိုစုစည်းပေးပြီးတော့အသားရည်တွေတင်းရင်ပြော့ပြောင်းစေပါတယ်ဒီလိုအသားရည်မျိုးမှာတော့ညင်ညာပြီးတော့ဖြိုးဝင်းတဲ့အသားရောင်တွေရှိတတ်ပါတယ်တခွားသီးဟာအသားရည်ကိုလည်းအေးမြစေပါသေးတယ်သူကလည်းအသားရည်ပုံစံမျိုးမျိုးအတွက်တင့်လျော်ပါတယ်တခွားသီးလွှာတွေကိုဖြိုးဝင်းစေလို့တဲ့မဲနေတဲ့အသားတွေအနေရာတွေမှာထားလိုက်ပါမိနစ်အနည်းငယ်လောက်ထားပြီးတော့တခွားသီးတွေဖယ်လိုက်ရင်စက်သိန်းနည်းရွေနဲ့ဆွေးကြောပါတရက်ကို2ကြိမ်လုပ်ပါတခွားသီးကိုချစ်ပြီးတော့ပြားရည်နဲ့ရောပါအဆက်ပြောက်တွေနည်းစေတဲ့ mask ကိုလုပ်ပါမျက်နှာနဲ့လေပင်ပေါ်လိမ့်ပေးပြီးတော့15မိနစ်ကနေမိနစ်20ထိထားပြီးရေအေးအေးနဲ့ဆေးပါရလက်တွေထိရောက်သက်သာစေဖို့တရက်ကို2ကြိမ်နေ့စဉ်လုပ်ပါတံမြာရည်နဲ့တခွာရည်လက်ဖက်ရည်စွန်းတစ်စုံစီကိုရောပါမျက်နှာပေါ်လိမ့်ပြီးတော့15မိနစ်ကနေမိနစ်20ထိသို့မဟုတ်6သွားရိတ်ထိထားပါရေနဲ့ဆေးကြောပါတရက်ကို2ကြိမ်နေ့စဉ်လုပ်ပါကဲဒီနီလန်းလေးတွေတည်ပြီဆိုရင်တော့အသားဖြူအောင်ဒီနေ့ပဲစပြီးတော့ကြိုးစားလိုက်ရအောင်ပါနော်ဒီတော့ HH ပရိသတ်တွေကိုတဘာဝနီလန်းတွေကိုအသုံးပြုပြီးတော့အသားဖြူအောင်ဘယ်လိုလုပ်လို့ရမလဲဆိုတာတွေကိုပြပြပေးခဲ့တာကြောင့်ကျမပျော်ရွှင်တဲ့နေ့စဉ်ဘဝတွေကိုဖြတ်သန်းနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်တစ်ပတ်မှာလည်းကျမတို့ရဲ့ Health for All အစီအစဉ်ကနေအမျိုးသမီးကလေးတွေနဲ့ပတ်သက်တဲ့ကျမကြီးနဲ့ဗဟုသုတရစီမဲ့အကြောင်းအရာတွေအလှပနဲ့ပတ်သက်တဲ့နီလန်းတွေကိုတက်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်အပတ်စဉ်စနေနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဒီတစ်ပတ်အစီအစဉ်အချက်လက်တွေကို Hello ဆရာဝန်ကနေထုံးလို့ဖော်ပြထားတာပဲဖြစ်ပါတယ်ရှင်။